ပြည်သူများအားလုံးပဲမင်္ဂလာပါပီယာဝါစာကနေပြီးတော့ကြိုဆိုလိုက်ပါရခင်ဗျာကျွန်တော်ဒီတစ်ခေါက်မှာပြောပြချင်တာကတော့ကျွန်တော်တို့မြန်မာပြည်ကဘဲတွေအကြောင်းပါ What the fuck bro ကျွန်တော်မြန်မာပြည်ကဘဲတွေကဘယ်နိုင်ငံကဘဲတွေနဲ့မှမတူဘူးဗျဒါတော်တော်ကိုရှာပါဘဲတွေဘယ်ကဘဲလဲဆိုတော့YBS ပေါ်ကဘဲတွေပါကျွန်တော်ပထမဦးဆုံးတဘဲကိုကျွန်တော်ပြချင်ပါတယ်ဒီဘဲကတော့တောင်းလျှက်စစ်ပညာအခြေခံမရှိလို့ရှိရင်တီးလို့မရတဲ့ဘဲပါဒါကကားလဲစီးရင်လျှက်စစ်ပညာလဲသင်ရင်ပေါ့ဗျာကားပေါ်ကဆင်းရင်ဒီဘက်ဝါယာကျိုးနဲ့ဟိုဘက်ဝါယာကျိုးနှစ်ခုဒီလိုလေးပူးလိုက်အတန်မြည်ဝိုင်းကားပေါ်ကဆင်းလို့ရပြီအတန်မမြင်တော့ကိုယ်တိုင်းနဲ့ကိုယ်ကံပေါ့ဗျာဟုတ်ကဲ့ပြီးတော့နောက်တစ်ဘဲကိုကျွန်တော်တွားပါမယ်ဒါကတော့အားလုံးတီးနိုင်တဲ့ဘဲပါသူကစိုက်ကားတွေမှာလည်းရှိတယ်စပိန်တွေမှာလည်းရှိတယ်ဒီဘဲကတော့လူတိုင်းတီးနိုင်တဲ့ဘဲမျိုးပါခင်ဗျာဒါလေးကတော့ကျွန်တော်တို့ကားလဲစီးရင်ကိုယ့်အိမ်ရှိကိုပြန်ရောက်သွားလို့ခံစားမယ်ဘဲလေးပေါ့ဗျာဒါကတော့အိမ်ကလူခေါ်ခေါင်းလောင်းလေးနဲ့ပြုတ်လုထားတဲ့ဘဲပါတင်းတောင်မစ္စတင်းလာပါပြီရှင်တော့မဟုတ်ဘူးခင်ဗျာကားပေါ်ကဆင်းရမှာပါဒါတော့ကျွန်တော်တို့ခလေးငယ်တွေပါလာတဲ့သူတွေအတွက်အင်မတန်အကြိုက်တွေ့စေမယ်ဘဲပါခင်ဗျာသူကတော့ခုနလိုတင်းတောင်နဲ့ကလင်နေမမြည်ပါဘူးဒါလေးကတော့ပိจิမြည်တဲ့ဘဲပါဒီဘဲကတော့ကျွန်တော်တို့ကားစီးနေတဲ့မြန်မာရိုးရာတူရိယာတွေနဲ့ရင်းနှီးစေချင်တဲ့ရွေချက်နဲ့ပြုတ်လုပ်ထားရလို့ကျွန်တော်ထင်ပါတယ်ဒီမောင်းလေးကိုတန်စင်လေးတီးလိုက်တာနဲ့ကျွန်တော်တို့ကားပေါ်ကဆင်းခွင့်ရမှာပါဒါမဲ့တခုတော့ရှိပါတယ်အရက်ပုတဲ့လူတွေအဖို့ကတော့ကားကိုဂိတ်ဆုံးထိစီးရမယ့်သဘောရှိပါတယ်တချို့ကကြတော့ဘဲကိုတိတ်ကလေးထားတယ်လူမမြင်အောင်ထားတာတခြားဘဲတော့မဟုတ်ဘူးကားပေါ်ကဆင်းမဲ့ဘဲသူစပိန်ဘဲလေးသေးလို့မြားလေးနဲ့တောင်ထိုးပြထားသေးတယ်ဒီမှာတဲ့ဒါတော့ဘဲလည်းမဟုတ်တော့ဘူးမောင်းလည်းမဟုတ်တော့ဟွန်းဖြစ်သွားပြီဒါလေးကတော့ကိုကားစီးတယ်လို့မထင်ရဘဲနဲ့ရေခဲချောင်းရောင်းတယ်လို့အမိုက်ပဲသိမ့်တယ်လို့ခံစားရစီမဲ့ခေါင်းလောင်းပဲလေးပါခင်ဗျာဒါကလည်းရှေ့ရလို့လျှက်စစ်ပညာတက်မှတီးလို့ရမယ်ဘဲဒါမဲ့တက်เสียမလို့အောင်ခင်ဗျာလက်ပိုင်တီးလို့ရပါတယ်ဘာလို့လဲဆိုတော့ तू စကူတက်ထားရဆိုပေမဲ့စကူကဒီလိုလှည့်ရတာမဟုတ်ဘူးဗျဒီကောင်ကင်ပြီးတော့မှဟိုမှာသွားတီးရတာနောက်ပိတ်ဆုံးမှာတော့ကျွန်တော်တို့ YBS ကားဆရာကြီးတယောက်ကတော့ကားမှာဒီလိုကပ်ပြီးစုထားပါတယ်ခင်ဗျာမှတ်တိုင်မရောက်ခင်တီးပါဘဲတဲ့ဘဲကိုဘဲပုံလေးပါဆွဲပြထားသေးတယ်အဲ့တော့ဒီဘီရလာဘဲကိုလည်းတီးရင်တီးဒီလိုဘဲကိုလည်းတီးရင်တီးကိုဘေးနားမှာပါတဲ့ဘဲကိုလည်းတီးရင်တီးပါခင်ဗျာပြီးတော့မိတ်ဆွေရောဒီဘဲနေရာကိုမျှတတဲ့စိတ်နဲ့ခဏလဲကြည့်ပါဘဲနေရာမှာကျွန်တော်တို့ဒါကိုချင်းစာပြရအောင်ဆိုတနေ့ကုန်ပိจิဘဲဆိုတနေ့ကုန်လူတိုင်းညှက်တာဟိုဟာဆိုလဲတနေ့ကုန်လူတိုင်းဝါယာကျိုးဝင်ပူးတာဟိုဟာဆိုလဲတနေ့ကုန်လူတိုင်းနှိပ်တာဆိုဘဲနေရာမှာဝင်ခါစားကြည့်မယ်ငါသာအညှက်ခံနိုင်မလားပေါ့နော်YBS ကားတိုင်းမှာဘဲမပါတာမခုပါနဲ့မခုပါဘူးခင်ဗျာကျွန်တော်တို့ YBS ကားတိုင်းမှာဘဲမပါတာကိုလည်းမခုပါဘူးမိန်းကလေးတိုင်းမှာလည်းဘဲမရှိတာကိုလည်းကျွန်တော်မခုပါဘူးခင်ဗျာဘာလို့ကျွန်တော်တို့အခွင့်အရေးအများကြီးရှိတယ်လူတိုင်းမှာမွေးရပါဘဲပါပြီးသားတဲ့ဟုတ်ပါတယ်ယောက်ျားလေးတွေဖူးတော့ဟုတ်ပါတယ်အောက်မှာတော့ပြန်ရှင်းထားရပြန်နားလဲမှုတွေလွဲကုန်ပါဆိုလို့အဲ့ဒါတော့ပါဇက်ပါတဲ့အဲ့တော့ကိုအားကိုပါဇက်ကိုစိုက်ပြီးမှတ်တိုင်ပါတယ်မြို့သားអော်ပေးလိုက်ကြပါခင်ဗျာ